ကျွန်တော်တို့တောက်လျှောက်ကြည်လာသမျှနိုင်ငံတွေမှာတရုတ်နဲ့အမေရိကန်ရဲ့အားပြိုင်မှုကစီးပွားရေးတွင်းထွက်သယံဇာတကုန်သွယ်ရေးလမ်းကြောင်းနဲ့နိုင်ငံရေးအခြေအနေတွေပေါ်မှာအခြေခံထားတာကိုမြင်ရပါလိမ့်မယ်။ဒါပေမဲ့တရုတ်နဲ့အမေရိကန်တို့ကြားတင်တင်မှုမှုနဲ့တမြင့်မြင့်ဖြစ်နေတဲ့တန်တမာရေးစစ်ပွဲတစ်ခုရှိပါတယ်။အဲ့ဒါကတော့ထိုင်ဝမ်နိုင်ငံကိစ္စပါပဲ။ထိုင်ဝမ်ရေးဟာကြည်လိုက်ရင်တော့တန်တမာရေးရအတိမတ်ပြုမှုဆိုတဲ့ရုံးသုံးစကားလုံးလိုထင်ရပေမဲ့တကယ်တမ်းတော့ဒါဟာအမေရိကန်နဲ့တရုတ်ကြားကအားပြိုင်မှုတွေထဲမှာမဟာဗျူဟာအကျဆုံးနဲ့အပြင်းထန်ဆုံးစီးယုံလှုံ့ဆော်မှုတစ်ခုဖြစ်နေပါတယ်။တကယ်တော့ထိုင်ဝမ်ဆိုတာကိုပိုင်စစ်တပ်ကိုပိုင်ငွေကြေးကိုပိုင် passport နဲ့ကိုပိုင်ရွေးကောက်ထားတဲ့အစိုးရရှိတဲ့လူဦးရေ23သန်းနေထိုင်တဲ့ဒီမိုကရေစီကျိုးနိုင်ငံတစ်ခုပါ။ကမ္ဘာပေါ်မှာရှိတဲ့ဘယ်နိုင်ငံထက်မဆိုပိုပြီးအဆင့်မြင့်တဲ့စီမီကွန်ဒတာတွေလည်းထုတ်လုပ်ပေးနေပါတယ်။လက်တွေ့ကြကြကြည့်မယ်ဆိုရင်တော့ထိုင်ဝမ်ဟာတီးခြားလွတ်လပ်တဲ့နိုင်ငံတစ်ခုဖြစ်ရပ်တည်နေတာအားလုံးအသိပါပဲ။ဒါပေမဲ့တရုတ်နိုင်ငံကတော့ဒါကိုလုံးဝလက်မခံပါဘူး။သူတို့ရဲ့အမြင်မှာထိုင်ဝမ်ဟာနိုင်ငံမဟုတ်ဘူး။သူတို့စီကနေခွဲထွက်သွားတဲ့ပြည်နယ်တစ်ခုသာဖြစ်ပြီးတော့ဒီနေ့မှာမဖြစ်မနေပြန်လဲပေါင်းစည်းရမယ်လို့ဆွဲကင်ထားပါတယ်။လိုအပ်ရင်စစ်အင်အားသုံးပြီးတော့သိမ့်ပိုက်မယ်လို့တရုတ်ကဆိုထားတာပါ။ဒါကြောင့်လဲကမ္ဘာမှာထိုင်ဝမ်ကိုနိုင်ငံတစ်ခုအဖြစ်တရားဝင်အသိမှတ်ပြုတဲ့သူမရှိသလောက်ဖြစ်သွားအောင်ဆယ်စုနှစ်ပေါင်းများစွာတရုတ်ကအစွမ်းကုန်စ조사နေခဲ့တာဖြစ်ပါတယ်။ထိုင်ဝမ်ကိုတန်တမာရေးရအထီးကျန်ဖြစ်သွားအောင်လုပ်တဲ့ဒီစီမံကိန်းဟာတရုတ်ရဲ့စိတ်ရှည်တီးခံမှုအရှိဆုံးနဲ့အပြင်းထန်ဆုံးနိုင်ငံခြားရေးလုပ်ငန်းစဉ်တစ်ခုဖြစ်ပါတယ်။ဒီလှုပ်ရှားမှုဟာအလယ်အမေရိကနဲ့ကာရစ်ဘီယန်ဒေသတွေမှာအောင်မြင်မှုရှိခဲ့တယ်လို့အားပြိုင်မှုတွေလည်းအပြင်းထန်ဆုံးဖြစ်ခဲ့ပါတယ်။ဒီနေရာမှာထိုင်ဝမ်အရေးကဘာကြောင့်ဒီလောက်တောင်အရေးကြီးနေရတယ်လဲဆိုတာအရင်ရှင်းပြဖို့လိုပါလိမ့်မယ်။ဘာဖြစ်လို့တရုတ်နိုင်ငံကအလယ်အမေရိကနဲ့ကာရစ်ဘီယန်ကနိုင်ငံငယ်လေးတွေကိုသူတို့ရဲ့တန်တမာရေးရမူဝါဒတွေပြောင်းလဲပစ်ဖို့ဒေါ်လာဘီလီယံပေါင်းများစွာအကုန်အကျခံပြီးစီးယုံနေရတာလေ။ပြီးတော့အမေရိကန်ကရောအဲ့ဒါကိုတားဆီးဖို့ဘာလို့ဒီလောက်တောင်အသေးအတန်စူးစမ်းနေရတာလဲ။နိုင်ငံတစ်ခုကိုအသိမှတ်ပြုဖို့မဲပေးတယ်ဆိုတာတာမန်ဟန်ပြလို့ရတဲ့ခုမဟုတ်ပါဘူး။ဒါဟာထိုင်ဝမ်အနေနဲ့ကမ္ဘာအလယ်မှာစပီရက်ဒီခွင့်ရမလား။ဒါမှမဟုတ်ကမ္ဘာမြေပုံပေါ်ကနေအတန်တိတ်ပျောက်ကွယ်သွားမလားဆိုတာကိုဆုံးဖြတ်ပေးမဲ့နိုင်ငံတကာဥပဒေရေးရာနဲ့နိုင်ငံရေးအဆောက်အအုံရဲ့အုတ်မြစ်တစ်ခုဖြစ်နေလို့ပါ။နိုင်ငံတစ်ခုကထိုင်ဝမ်စားတရုတ်ကိုအသိမှတ်ပြုလိုက်ပြီးဆိုတာနဲ့ပူးတွဲကြေညာချက်တစ်ခုကိုလက်မှတ်ထိုးရပါတယ်။အဲ့ဒီထဲမှာထိုင်ဝမ်ဟာတရုတ်ပိုင်နက်ရဲ့ခွဲခြားလို့မရတဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပြီးတော့တရုတ်အစိုးရဟာတခုတည်းသောတရားဝင်အစိုးရဖြစ်တယ်လို့အသိအမှတ်ပြုလက်မှတ်ထိုးရတာဖြစ်ပါတယ်။အဲ့ဒီအတွက်အလဲလှယ်နေတဲ့တရုတ်ကထိုင်ဝမ်နဲ့တရားဝင်ဆက်သွယ်မှုအလုံးကိုတားမြစ်ပိတ်ပင်လိုက်ပါတယ်။တန်ယုံတွေမထားရတော့တာနိုင်ငံတော်အဆင့်ခရီးစဉ်တွေမလုပ်ရတော့တာကုလသမဂ္ဂနဲ့သူ့လက်အောက်ခံအဖွဲ့အစည်းတွေဖြစ်တဲ့ကမ္ဘာ့ကျန်းမာရေးအဖွဲ့ယူနက်စကိုဒီလိုအဖွဲ့အစည်းတွေမှာထိုင်ဝမ်ဘက်ကနေမဲပေးခွင့်မရှိတော့ပါဘူး။ဒါကြောင့်လဲ COVID-19 ကပ်ရောဂါအတွင်းမှာထိုင်ဝမ်ဟာယောဂထိန်းချုပ်မှုမှာကမ္ဘာအဆင့်အအောင်မြင်ဆုံးနိုင်ငံတစ်ခုဖြစ်ခဲ့ပေမဲ့ကမ္ဘာကျန်းမာရေးညီလာခံကိုတက်ရောက်ဖို့ဖိတ်ကြားချက်တောင်မရရှိခဲ့တာပဲဖြစ်ပါတယ်။ဒီနေရာမှာကျွန်တော်တို့ကိန်းကနန်းအချက်လက်တွေကိုကြည့်အောင်ပါ။1982ခုနှစ်မှာကုလသမဂ္ဂကထိုင်ဝမ် ROC ကိုဖယ်ထုတ်လိုက်ပြီးတော့တရုတ်နိုင်ငံရဲ့ကိုစားပြုခွင့်ကိုတရုတ် PRC အစိုးရစီကိုလွှဲပေးလိုက်ပါတယ်။ဒါဟာအကြီးမားဆုံးအလှည့်အပြောင်းပါပဲ။အဲဒီနောက်ဆယ်စုနှစ်တစ်ခုအတွင်းမှာပဲကမ္ဘာအင်အားကြီးနိုင်ငံအများစုဟာထိုင်ဝမ်စားတရုတ်ကိုပြောင်းပြီးအတိအမှတ်ပြုခဲ့ကြပါတယ်။အမေရိကန်ဆိုရင်1989ခုနှစ်မှာဗတ်ပြောင်းခဲ့တာပါ။ထိုင်ဝမ်သမ္မတချိုင်အင်းဝမ်က2016ခုနှစ်မှာစတာဝန်ယူတော့ထိုင်ဝမ်ကိုအတိအမှတ်ပြုတဲ့တန်တမန်မဟာမိတ်22နိုင်ငံပဲရှိခဲ့ပါတယ်။2025ခုနှစ်ရောက်တဲ့အခါမှာတော့ထိုင်ဝမ်ကိုအတိအမှတ်ပြုတဲ့နိုင်ငံက12နိုင်ငံပဲကျန်လိုက်ပါတော့တယ်။ဆယ်စုနှစ်တခုတောင်မပြည့်ခင်မှာပဲတရုတ်နိုင်ငံဟာထိုင်ဝမ်ရဲ့မဟာမိတ်10နိုင်ငံကိုသူ့ဘက်ကိုပါအောင်ဆွဲခေါ်ပစ်ခဲ့တာကိုမြင်ရတာပါ2016ခုနှစ်မှာဆော်တိုမီနဲ့ Principe 2018ခုနှစ်မှာပနာမာ2018ခုနှစ်မှာဒိုမီနီကန်ဘူကီနာဖာဆိုနဲ့အယ်ဆာဗာဒို2019ခုနှစ်မှာဆော်လမွန်ကျွန်းစုနဲ့ကီရီဘာတီ2021ခုနှစ်မှာနီကာရာဂွာ2023ခုနှစ်မှာဟွန်ဒူရက်စ်ပြီးတော့2024မှာနူအူရူနိုင်ငံတွေဖြစ်ပါတယ်ဒီနေ့မှာတော့ထိုင်ဝမ်ရဲ့ကြံရှိနေတဲ့တန်တမန်မဟာမိတ်12နိုင်ငံထဲမှာ9နိုင်ငံဟာလက်တင်အမေရိကနဲ့ကာရစ်ဘီယန်ဒေသမှာရှိနေပါတယ်။တကယ်တော့အလယ်အမေရိကနဲ့ကာရစ်ဘီယန်ဆိုတာကမ္ဘာပေါ်မှာထိုင်ဝမ်ကိုတရားဝင်အသိမှတ်ပြုတဲ့မဟာမိတ်နိုင်ငံတွေအစုလိုက်အပြုံလိုက်ကြံနေသေးတဲ့နောက်ဆုံးဒေသကြီးဖြစ်ပါတယ်။ဒါကြောင့်လည်းတရုတ်အစိုးရကဒီဒေသကိုအသေးအလဲအာရုံစိုက်နေတာပါ။
Atlantic Council ရဲ့2025ခုနှစ်ဒီဇင်ဘာလအစီရင်ခံစာမှာဖော်ပြချက်အရထိုင်ဝမ်ကိုအထီးကျန်ဖြစ်အောင်လုပ်ဖို့နဲ့နောက်မှာ PRP အကြက်ကင်တာတွေလုပ်ဖို့လမ်းကြောင်းတာအောင်လို့ထိုင်ဝမ်ရဲ့ကြံရှိနေတဲ့မဟာမိတ်တွေကိုတရုတ်ကစနစ်တကျပြစ်မှတ်ထားချင်းကန်နေတာဖြစ်ပါတယ်။တနိုင်ငံဘက်ပြောင်းသွားတိုင်းဟာထိုင်ဝမ်အတွက်တန်တမာရေးရဆုံးရှုံးရုံနဲ့မကပါဘူး။ထိုင်ဝမ်ပေါ်စစ်ရေးရအရေးယူလာနိုင်ခြေကိုတားဆီးပေးထားတဲ့နိုင်ငံတကာခုခံမှုတိုင်းကြီးစီကနေအုတ်တစ်ချက်ချင်းစီကိုဖြုတ်ထုတ်ပစ်လိုက်တယ်လို့ပါပဲ။အမေရိကန်တို့တော့ဒါကပြောင်းပြန်မှာထိုင်ဝမ်ဘက်မှာမဟာမိတ်တွေကြံနေသွေးအဲ့ဒီနိုင်ငံတွေဟာကုလသမဂ္ဂမှာတရုတ်ကိုစန့်ကျင်မဲ့ပေးနေကြမှာဖြစ်ပြီးတော့တရုတ်ရဲ့နေမြေပိုင်ဆိုင်မှုတောင်းဆိုချက်တွေကိုလည်းလက်ခံမှာမဟုတ်ပါဘူး။ဒါအပြင်ထိုင်ဝမ်ပေါ်တရုတ်ရဲ့စစ်ရေးအရေးယူမှုတွေကိုလည်းကမ္ဘာအမြင်မှာတရားဝင်ဖြစ်မလာအောင်တစ်ဖက်တစ်လမ်းကနေဟန်တာပေးနေတာပါ။ဒါကြောင့်လဲအမေရိကန်ဟာဂွာတီမာလာလိုနိုင်ငံမျိုးတွေကိုထိုင်ဝမ်ဘက်တော်သားအဖြစ်ဆက်ရှိနေစေဖို့အစွမ်းကိုစူးစမ်းနေတာဖြစ်ပါတယ်။တစ်ဖက်မှာလည်းတရုတ်ကလူဦးရေ10 သန်းတောင်မပြည့်တဲ့နိုင်ငံငယ်လေးတွေကိုတန်တမန်ရေးရာအရဘက်ပြောင်းလာအောင်ဒေါ်လာဘီလီယံပေါင်းများစွာအကုန်အကျခံပြီးဘာလို့ဒီလောက်စီးယုံနေရတယ်လဲဆိုတဲ့အဖြေကလည်းဒါကြောင့်ပါပဲ2019ခုနှစ်ကနေ2023ခုနှစ်ထိ6နှစ်တာကာလအတွင်းမှာအလယ်အမေရိကန်နဲ့ကာရစ်ဘီယံဒေသက9နိုင်ငံဟာထိုင်ဝမ်ကနေတရုတ်ဘက်ကိုတန်တမန်ရေးအရဘက်ပြောင်းခဲ့ကြပါတယ်နိုင်ငံတစ်ခုချင်းစီမှာကိုယ်ပိုင်အကြောင်းပြချက်တွေရှိကြသလိုဘက်ပြောင်းပြီးနောက်ပိုင်းဖြစ်လာတဲ့အကျိုးဆက်တွေကလည်းတနိုင်ငံနဲ့တနိုင်ငံမတူကြပါဘူး။ဒိုမီနီကန်သမ္မတနိုင်ငံဟာ2018ခုနှစ်မေလမှာစပြီးဘက်ပြောင်းခဲ့ပါတယ်။သတင်းတွေအရဆိုရင်တရုတ်နိုင်ငံကဒေါ်လာ3ဘီလီယံလောက်တန်ဖိုးရှိတဲ့ကမ်းလှမ်းမှုတွေနဲ့ဆွဲဆောင်ခဲ့တာလို့သိရပါတယ်။အဲဒီထဲမှာအခြေခံအဆောက်အအုံအတွက်ရန်ပုံငွေတွေလျှက်စစ်ဓာတ်အားလိုင်းအဆင့်မြင့်တင်မှုအတွက်တရုတ်ပို့ကုန်သွင်းကုန်ဘဏ်ကနေထုတ်ပေးမဲ့ဒေါ်လာတန်း600ချင်းငွေနဲ့စိတ်ကမ်းတွေကိုခက်မီအောင်လုပ်ပေးမဲ့ကတိကဝတ်တွေပါဝင်ခဲ့ပါတယ်။အဲဒီနောက်2018ခုနှစ်ဩဂုတ်လမှာတော့အယ်ဆာဗာဒိုနိုင်ငံကထပ်ပြီးဘက်ပြောင်းသွားပြန်ပါတယ်။သူတို့ကတော့လာယူနီယန်စိတ်ကမ်းကိုပြုပြင်မွမ်းမံပေးမယ်ဆိုတဲ့တရုတ်ရဲ့ကတိတွေနဲ့အယ်ဆာဗာဒိုနယ်မြေရဲ့14%လောက်ထိလွှမ်းခြုံမဲ့အထူးစီးပွားရေးဇုံတစ်ခုတည်ထောင်ပေးမယ်ဆိုတဲ့အချက်တွေပေါ်မှာမက်မောပြီးဘက်ပြောင်းသွားခဲ့တာဖြစ်ပါတယ်။ပနားမားနိုင်ငံကတော့ကျွန်တော်တို့အရင်အပိုင်းမှာပြောခဲ့သလို2019ဇွန်လမှာဘက်ပြောင်းခဲ့ပါတယ်။အဲ့ဒီနှစ်မှာပဲသူတို့ကတရုတ်ရဲ့ကပတ်တကွင်းလမ်းတစ်စင်း BRI စီမံကိန်းတွေကိုတရားဝင်ရောက်ခဲ့ပါတယ်။နီကာရာဂွာကျတော့2021ဒီဇင်ဘာမှာသမ္မတဒန်နီယယ်အော်တေးကအစိုးရလက်ထက်မှာဘက်ပြောင်းခဲ့တာပါ။အဲ့ဒီချိန်ကသူတို့ရဲ့ရွေးကောက်ပွဲရလဒ်ကိုအမေရိကန်ဥရောပသမဂ္ဂနဲ့အမေရိကနိုင်ငံများအဖွဲ့ OAS တို့ကတရားမဝင်ဘူးဆိုပြီးကန့်ကွက်ရှုတ်ချနေတဲ့အချိန်လေးဖြစ်ပါတယ်။နောက်ဆုံးဘက်ပြောင်းသွားတဲ့ဟွန်ဒူရက်စ်နိုင်ငံကတော့2023မတ်လမှာသမ္မတရှီယိုမာရာဂတ်စထရိုလက်ထက်မှာဖြစ်ပါတယ်။သူကထိုင်ဝမ်ကိုနှစ်စဉ်ပေးနေတဲ့အကူအညီတွေကိုနှစ်ဆတိုးပေးဖို့နဲ့အကျွေးအမြောက်များကိုရှော့ပစ်ဖို့တောင်းဆိုခဲ့ပါတယ်။အဲ့ဒီအချက်တွေကိုထိုင်ဝမ်ဘက်ကမလဲလျောနိုင်ဘူးလို့ပြောတဲ့အခါမှာတော့တရုတ်ကချက်ချင်းဆိုသလိုပိုကောင်းတဲ့ကမ်းလှမ်းချက်တွေနဲ့ရောက်လာခဲ့ပါတယ်။ဒီဇလန်တွေအားလုံးမှာတူညီနေတဲ့အချက်တစ်ချက်ရှိပါတယ်။အဲ့ဒါကတော့တရုတ်နိုင်ငံဟာလူများမြင်သာတဲ့ဂတိကဝတ်တွေအပြင်ဈေးကွက်အခွင့်အလမ်းတွေအခြေခံအဆောက်အအုံရင်းနှီးမြှုပ်နှံမှုတွေနဲ့အရေးအကြီးဆုံးတစ်ချက်ဖြစ်တဲ့အုပ်ချုပ်ရေးစနစ်လူ့အခွင့်အရေးဒါမှမဟုတ်ဒီမိုကရေစီစံနှုန်းတွေပေါ်မှာဘာကန့်သက်ချက်မှမထားတဲ့တန်တမန်ဆက်ဆံရေးကိုကမ်းလှမ်းခဲ့တာပါပဲအမေရိကန်ရဲ့ဖိအားပေးမှုကိုခံရတဲ့အစိုးရတွေအတွက်တော့ဒီနောက်ဆုံးချက်ဟာတကယ့်ကိုဆွဲဆောင်မှုအရှိဆုံးအချက်ဖြစ်နေခဲ့ပါတယ်ဘက်ပြောင်းသွားတဲ့နိုင်ငံတွေထဲမှာနီကာရာဂါဟာထိုင်ဝမ်နဲ့တရုတ်ကြားကအားပြိုင်မှုဘလောက်တောင်ပြင်းထန်တယ်လဲဆိုတာကိုအထင်ရှားဆုံးပြသနေတဲ့ဥပမာတစ်ခုပါပဲဒန်နီယယ်အိုတေဂါက1989ခုနှစ်ကနေ1990အထိဒေါ်လာရေးဆိုရှယ်လစ်ခေါင်းဆောင်တစ်ယောက်အဖြစ်နီကာရာဂါကိုအုပ်ချုပ်ခဲ့မှုပါတယ်2009ခုနှစ်မှာသူအာဏာပြန်ရလာတော့သူ့အစိုးရဟာအမေရိကန်လူသားတဲ့အစိုးရလက်ထက်1990ပြည့်နှစ်ကလေးကသတ်မှတ်ထားတဲ့ထိုင်ဝမ်ကိုအသိအမှတ်ပြုရေးမူဝါဒကိုပဲဆက်ပြီးစုပ်ကိုင်ထားခဲ့ပါတယ်။အဲဒီအတွက်လည်းထိုင်ဝမ်စီကနေကျောင်းမုံစားစေးအစီအစဉ်တွေစိုက်ပျိုးရေးဖွံ့ဖြိုးရေးစီမံကိန်းတွေကျန်းမာရေးအကူအညီတွေနဲ့2019ခုနှစ်မှာဒေါ်လာတန်း100ချင်းငွေအပါအဝင်အကူအညီတွေကိုမှန်မှန်ရနေခဲ့ပါတယ်။ဒါပေမဲ့2021ခုနှစ်နိုဝင်ဘာလမှာတော့အခြေအနေတွေပြောင်းကုန်ပါတယ်။ဒန်နီယယ်အော်တေဂါဟာသမ္မတလောင်းဖြစ်နိုင်ခြေရှိသူ9ဦးအပါအဝင်လူပေါင်း39ဦးကိုရွေးကောက်ပွဲမတိုင်ခင်မှာဖမ်းဆီးထောင်ချပြီးနှိပ်ကွပ်ခဲ့တဲ့အတွက်အမေရိကန်ဥရောပနဲ့အမေရိကန်နိုင်ငံများအဖွဲ့ OAS တို့ကဒီရွေးကောက်ပွဲဟာတရားမဝင်ဘူးလို့ကန့်ကွက်ရှုတ်ချခဲ့ကြပါတယ်။အဲဒီနောက်မှာတော့ဘိုင်ဒန်အစိုးရကနီကာရာဂွာအရာရှိတွေကိုပိတ်ဆို့အရေးယူမှုတွေတိုးမြင့်လှုံ့ဆော်လာတဲ့အတွက်နိုင်ငံတကာရဲ့ဖေးချင်မှုကိုပိုပြီးခံလာရပါတော့တယ်။
2021ဒီဇင်ဘာ10ရက်နေ့မှာတော့နီကာရာဂွာဟာထိုင်ဝမ်နဲ့တန်တမန်အဆက်အသွယ်ဖြတ်တောက်လိုက်ကြောင်းကြေညာလိုက်ပါတယ်။အဲဒီလိုကြေညာပြီး3နာရီခွဲအကြာမှာတင်တရုတ်ပြည်သူ့သမ္မတနိုင်ငံကိုတရားဝင်အသိအမှတ်ပြုလိုက်ပါတယ်။နှစ်တကူအကြိုညမှာပဲတရုတ်တန်ယုံကိုပြန်ဖွင့်ခဲ့ပြီးတော့ဂျီကျင့်ပြင်းရဲ့အထူးကိုယ်စားလှယ်ကိုယ်တိုင်အိုတေးဂါရဲ့သမ္မတကျန်းသစ္စာကျိန်ဆိုပွဲကိုတက်ရောက်ခဲ့ပါတယ်။အဲဒီနောက်မှာတော့နီကာရာဂွာဟာ BRI နားလည်မှုစာချုပ်လွှာ2024ဇန်နဝါရီမှာစတင်တက်ရောက်ခဲ့တဲ့လွတ်လပ်သောကုန်သွယ်မှုသဘောတူညီချက်အပြင်အခြေခံအဆောက်အအုံဆက်သွယ်ရေးနဲ့စွမ်းအင်ကဏ္ဍတွေမှာပူးပေါင်းဆောင်ရွက်ဖို့သဘောတူညီချက်ပေါင်းများစွာကိုတရုတ်နဲ့လက်မှတ်ရေးထိုးခဲ့ပါတယ်။ဒန်နီယယ်အိုတေးဂါကတော့ဒါကိုဒေါ်လာရေးနှစ်ခုလက်တွဲလှုပ်ဆောင်ခြင်းလို့တင်စားခဲ့ပါတယ်။ဒါပေမဲ့တကယ်တမ်းမှာနီကာရာဂွာကတရုတ်စီကနေဘာတွေရလိုက်တယ်လဲ။လွတ်လပ်သောကုန်သွယ်မှုသဘောတူညီချက်ဟာခုချိန်ထိတော့ထင်သလောက်ခီးမပေါက်သေးပါဘူး။2024ခုနှစ်ရဲ့ပထမ3လပတ်မှာနီကာရာဂွာကတရုတ်နိုင်ငံကိုဒေါ်လာ25.6 တန်းဖိုးပဲတင်ပို့နိုင်ခဲ့ပြီးတော့အမေရိကန်ကိုတော့ဒေါ်လာ998တန်းဖိုးထိတင်ပို့ခဲ့ပါတယ်။ပြောရရင်တရုတ်နိုင်ငံကို$ဖိုးရောင်းရတိုင်းမှာတရုတ်စီကနေ$15ဖိုးပြန်ဝယ်နေရတဲ့သဘောပါပဲ။စွမ်းအင်ကဏ္ဍမှာတော့တရုတ်ကြောထောင်နောက်ခံပြုထားတဲ့200မဂါဝတ်ထွက်မဲ့နေအောင်ကြီးစွမ်းအင်သုံးစီမံကိန်း3ခုကိုကြေညာခဲ့တာကြောင့်ဒါဟာလက်တွေ့ကျတဲ့ရင်းနှီးမြှုပ်နှံမှုလို့ဆိုနိုင်ပါတယ်။ဒါပေမဲ့တခြားအခြေခံအဆောက်အုံကတိကဝတ်တွေကတော့အခုထိစာရွက်ပေါ်မှာပဲရှိနေပါသေးတယ်။ America's Quarterly ရဲ့2025ခုနှစ်လေးလစမ်းစစ်ချက်အရတရုတ်ကုမ္ပဏီတွေနဲ့ချုပ်ဆိုထားတဲ့ဒေါ်လာ1ဘီလီယံကျော်တန်ဖိုးရှိတဲ့အခြေခံအဆောက်အအုံနဲ့စွမ်းအင်စာချုပ်အများစုဟာလက်တွေ့ဖြစ်မလာသေးသလိုပွင့်လင်းမြင်သာမှုလည်းမရှိဘူးလို့ဆိုပါတယ်။ထူးဆန်းတာကတော့နီကာရာဂွာကဆက်သွယ်ဖြတ်လိုက်တဲ့ထိုင်ဝမ်ဟာတရုတ်ထက်တောင်မှနီကာရာဂွာကုန်ပစ္စည်းတွေကိုပိုဝယ်နေတာပါ။2025ခုနှစ်ဇန်နဝါရီကနေစက်တင်ဘာလအတွင်းမှာထိုင်ဝမ်ကနီကာရာဂွာစီကနေဒေါ်လာ85.1 တန်းမိုးတင်သွင်းခဲ့ပြီးတော့တရုတ်ကတော့89.2 တန်းမိုးပဲတင်သွင်းခဲ့ပါတယ်။ဆိုလိုတာကနီကာရာဂွာဟာသူတို့ထုတ်ကုန်တွေကိုပိုဝယ်ပေးတဲ့မိတ်ဆွေဟောင်းကိုစွန့်ခွာပြီးဝယ်လိုအားနည်းတဲ့မိတ်ဆွေတစ်ကိုမှရွေးချယ်ခဲ့တယ်လို့ဖြစ်နေပါတယ်။ဒါဆိုဒီမှာကျွန်တော်တို့ကြည့်ရမှာကနီကာရာဂွာဘာရလိုက်တယ်လဲ။လက်တွေ့မှာတော့နိုင်ငံရေးအမျက်ကိုပဲရလိုက်ပါတယ်။အဲ့ဒါကတော့သူတို့ရဲ့လူခွင့်ရေးမှတ်တမ်းတွေကိုဝေဖန်မှာမဟုတ်တဲ့အင်အားကြီးမဟာမိတ်တူအမေရိကန်ရဲ့ PR တွေကိုခုခံပေးမဲ့အားကိုးရာတစ်ခုနဲ့အမေရိကန်လွှမ်းမိုးထားတဲ့အဖွဲ့အစည်းတွေနေရာမှာအစားထိုးဖို့အတွက်တန်တမန်ဆက်ဆံရေးအသစ်တစ်ခုကိုရလိုက်တာပါဒါပေမဲ့ဒါဟာတကယ်ပဲတန်ရဲ့လားဆိုတာကတော့ဒီဆုံးဖြတ်ချက်မှာပါဝင်ခွင့်မရကြတဲ့နီကာရာဂွာပြည်သူတွေကပဲဆုံးဖြတ်ပေးနိုင်ပါလိမ့်မယ်နီကာရာဂွာနိုင်ငံရဲ့ဗပြောင်းမှုကနိုင်ငံရေးတွက်ကိန်းတက်တဲ့ဆိုရင်ဟွန်ဒူရက်စ်နိုင်ငံရဲ့အဖြစ်အပျက်ကတော့လူသားဆန်တဲ့ဇလန်တပုတ်လို့ဆိုရမှာပါအစိုးရကနိုင်ငံရေးလောင်းကြီးထပ်လိုက်တဲ့အခါအဲ့ဒီအကျိုးဆက်ကိုမိတ်ဆွေဟောင်းတဲ့ကုန်သွယ်မှုပေါ်မှာမှီခိုနေရတဲ့ပြည်သူတွေကဘလို့တောင်ခါတီးတီးပြန်ပေးဆက်လိုက်ရတယ်လဲဆိုတဲ့အကြောင်းပါပဲဟွန်ဒူရက်စ်ဟာ1942ခုနှစ်ကတည်းကဆိုတော့နှစ်ပေါင်း80ကျော်တိုင်ထိုင်ဝမ်နဲ့တန်တမန်ဆက်ဆံရေးခိုင်ခိုင်မာမာတည်ဆောက်ခဲ့တာပါအဲ့ဒီကာလအတွင်းမှာထိုင်ဝမ်နဲ့ဟွန်ဒူရက်စ်ကြားမှာစစ်မှန်တဲ့စီးပွားရေးဆက်ဆံမှုတွေရှိခဲ့ပါတယ်2008ခုနှစ်လွတ်လပ်သောကုန်သွယ်မှုသဘောတူညီချက်ကြောင့်ထိုင်ဝမ်ဟာဟွန်ဒူရက်စ်ပဇွန်တွေအတွက်အဓိကဈေးကွက်ကြီးဖြစ်ခဲ့ပါတယ်2020အစောပိုင်းကာလတွေမှာဆိုရင်ဟွန်ဒူရက်စ်ဟာတစ်နှစ်ကိုဒေါ်လာတန်း100ဘိုးလောက်ရှိတဲ့ပဇွန်တွေကိုထိုင်ဝမ်စီကိုတင်ပို့ခဲ့ရပါတယ်ဒါဟာတနိုင်ငံလုံးကထွက်တဲ့ပဇွန်တင်ပို့မှုဝင်ငွေရဲ့40%လောက်ထိရှိပါတယ်ထိုင်ဝမ်ဟာဈေးကောင်းပေးတဲ့ဈေးကွက်လည်းဖြစ်ပါတယ်ဟွန်ဒူရက်စ်ပဇွန်တွေကတရုတ်ဈေးကွက်မှာရတဲ့ဈေးထက်ထိုင်ဝမ်မှာ2ဆနီးပါးပိုရပါတယ်သမ္မတရှီယိုမာရာဂတ်စထရိုကတော့ဈေးုံဆောက်ဖို့ဆယ်ဆောက်ဖို့နဲ့အကျွေးလျှော်ပစ်ဖို့အတွက်ထိုင်ဝမ်စီကနေအကူအညီငွေဒေါ်လာ1.4 ဘီလီယံတောင်းခဲ့ပါတယ်။ဒါအပြင်နှစ်စဉ်ပေးနေတဲ့အကူအညီတွေကိုလည်းနှစ်ဆတိုးပေးဖို့ပြောခဲ့ပါတယ်။ဒါပေမဲ့ထိုင်ဝမ်နိုင်ငံသားရေးဝန်ကြီးကတော့အဲ့ဒီတောင်းဆိုချက်တွေကိုသူတို့လုံးဝမလိုက်လျောနိုင်ဘူးလို့ပြန်ပြောခဲ့ပါတယ်။အဲ့ဒီချိန်မှာပဲတရုတ်ကပိုကောင်းတဲ့ကမ်းလှမ်းချက်တွေနဲ့ရောက်လာပါတော့တယ်2023ခုနှစ်မတ်လမှာဟွန်ဒူရက်စ်ဟာထိုင်ဝမ်ဟာတရုတ်ပိုင်နက်ရဲ့ခွဲခြားလို့မရတဲ့အစိပ်ပိုင်းတစ်ခုဖြစ်တယ်ဆိုတဲ့ပူးတွဲကြေညာချက်ကိုတရုတ်နဲ့အတူလက်မှတ်ထိုးလိုက်ပြီးတော့နှစ်ပေါင်း80ကျော်ကြာခဲ့တဲ့တန်တမန်ဆက်ဆံရေးကိုအဆုံးသတ်လိုက်ပါတော့တယ်။နှစ်ပေါင်းများစွာပဇွန်လုပ်ငန်းလုပ်လာခဲ့ကြတဲ့လုပ်ငန်းရှင်တွေကတော့ထိုင်ဝမ်နဲ့စီးပွားရေးမပြတ်စေချင်ကြပါဘူး။ပဇွန်လုပ်ငန်းပေါ်မှာတိုက်ရိုက်ဖြစ်စေတွယ်ဝိုက်ပြီးတော့ဖြစ်စေမိခိုနေရတဲ့ဟွန်ဒူရက်စ်ပြည်သူတသိန်းခွဲလောက်ဟာလည်းငါတို့ရဲ့ဈေးကွက်ကြီးဘာဖြစ်သွားတော့မှာလဲဆိုတဲ့မေးခွန်းကိုပဲတစ်ထပ်တည်းမေးခဲ့ကြပါတယ်။တကယ်တမ်းဖြစ်လာခဲ့တာကတော့ဈေးကွက်တစ်ခုလုံးပြိုလဲသွားတာပါပဲ2024ခုနှစ်မှာဟွန်ဒူရက်စ်ရဲ့ပဇွန်တင်ပို့မှုဟာ68%အထိထိုးဆင်းသွားခဲ့ပါတယ်တရုတ်ကုမ္ပဏီတစ်ခုနဲ့ပဇွန်ကွန်တိန်နာ250တင်ပို့ဖို့ကြိုတင်သဘောတူထားတာဟာလည်း
ဈေးနှုန်းအငင်းပွားမှုကြောင့်ပြပြသွားခဲ့ပါတယ်တကယ်တမ်းမှာတော့ကွန်တိန်နာ250အစားတရုတ်ကကွန်တိန်နာတစ်လုံးကိုပဲဝယ်ယူခဲ့ပါတယ်အကျိုးဆက်အနေနဲ့တစုံမွေးမြူရေးကန်60ကျော်ပိတ်လိုက်ရပါတယ်တနေ့အတွင်းမှာတင်ဒီလုပ်ငန်းကဒေါ်လာ63သန်းလောက်ဆုံးရှုံးခဲ့ရပြီးတော့အလုပ်အကင်ပေါင်း2000ခွဲကျော်လောက်ထိခိုက်ခဲ့ပါတယ်တရုတ်ဈေးကွက်ဆိုတာထိုင်ဝမ်နဲ့လုံးဝမတူတဲ့ဈေးကွက်မျိုးဖြစ်ပါတယ်ထိုင်ဝမ်ကအရည်အသွေးကိုဦးစားပေးပြီးတော့ဈေးကောင်းပေးဝယ်တဲ့ပရီမီယံဝယ်လက်ဆိုရင်တရုတ်ကတော့အရည်အတွက်အများကြီးကိုဈေးပေါ်ပေါ်နဲ့ဝယ်ခြင်းတဲ့ဈေးကွက်မျိုးဖြစ်ပါတယ်ဟွန်ဒူရက်စ်ထုတ်လုပ်မှုကုန်ကျစရိတ်နဲ့ဆိုရင်တရုတ်ဈေးကွက်မှာအမြတ်ထွက်ဖို့ဆိုတာဘယ်လို့မှမဖြစ်နိုင်ပါဘူးလုပ်ငန်းရှင်တွေကတော့သူတို့အလိန်ခံလိုက်ရတယ်လို့ခံစားရတဲ့အကြောင်းထုတ်ဖော်ပြောကြပါတယ်ဒါပေမဲ့အပြောင်းအလဲတွေလည်းရှိပါတယ်2024ခုနှစ်နောက်ပိုင်းမှာဒေါ်နယ်ထရန့်ရဲ့ထောက်ခံမှုနဲ့အတူရွေးကောက်ခံလိုက်ရတဲ့ဟွန်ဒူရက်စ်သမ္မတတဲ့နာဆရီအာစ်ဖူရာကတော့တရုတ်နဲ့ချုပ်ဆိုထားတဲ့သဘောတူညီချက်အားလုံးကိုပြန်လည်စမ်းစစ်ဖို့အမိန့်ပေးထားပြီးတော့တရုတ်နဲ့ခက်ခွာခွာနေမဲ့အရေးအယောင်တွေပြခဲ့ပါတယ်ဒါဟာထိုင်ဝမ်ကိုပြန်ပြီးအတိအမှတ်ပြုတာမျိုးဖြစ်လာမလားဒါမှမဟုတ်ကုန်သွယ်ရေးနဲ့ယင်းနှိမ့်ညွှန်မှုစည်းကမ်းချက်တွေကိုပဲပြန်ညှိမလားဆိုတာကတော့စောင့်ကြည့်နေရဆဲပါပဲဟွန်ဒူရက်စ်ပစုံလုပ်ငန်းရှင်တွေရဲ့ဇလန်းဟာတန်တမာရေးရဘက်ပြောင်းလိုက်ရင်နိုင်ငံတကာနိုင်ငံအတွက်ဘလောက်ထိယင်းနှီးပေးဆက်လိုက်ရတယ်လဲဆိုတဲ့မေးခွန်းအတွက်လက်တွေ့ကျတဲ့အဖြေဖြစ်ပါတယ်ဒါဟာနိုင်ငံတော်အလံတွေလဲလိုက်ရုံနဲ့မဟုတ်ပါဘူးဒါကနိုင်ငံတကာနိုင်ငံရေးကစားကွက်တွေနဲ့ဘာမှမဆိုင်ပဲအဲ့ဒီကစားကွက်တွေကြောင့်ရှိသမျှအရာအလုံးဆုံးရှုံးသွားရတဲ့ပစိဖိတ်ကမ်းခြေကတငါတဲ့မိသားစုတွေရဲ့ဘဝတွေလို့လည်းဆိုရပါလိမ့်မယ်ဂွာတီမာလာနိုင်ငံကတော့အလယ်အမေရိကမှာထိုင်ဝမ်ကိုတရားဝင်အသိအမှတ်ပြုထားတဲ့နောက်ဆုံးကျန်တဲ့နိုင်ငံဖြစ်ပါတယ်1933ခုနှစ်ကတည်းကစတင်ခဲ့တာဆိုတော့ထိုင်ဝမ်အတွက်ကမ္ဘာပေါ်မှာတန်တမန်ဆက်ဆံရေးတက်တန်းအရှည်ဆုံးမဟာမိတ်နိုင်ငံလို့လည်းဆိုနိုင်ပါတယ်။ဒါကြောင့်လည်းအခုချိန်မှာဂွာတီမာလာဟာထိုင်ဝမ်နဲ့တရုတ်တို့ရဲ့တန်တမန်ရေးရာစစ်ပွဲအတွင်းအပြင်းထန်ဆုံးအားပြိုင်မှုကိုခံနေရတဲ့နေမြေတစ်ခုဖြစ်နေတာပါပဲ။တရုတ်ဟာဂွာတီမာလာကိုသူတို့ဘက်ပေါအောင်ဆွဲဆောင်မှုမရက်မနာလုပ်နေခဲ့တာပါ။1998ခုနှစ်တုန်းကဆိုရင်ဂွာတီမာလာမှာဖြစ်ပွားခဲ့တဲ့ရက်စက်ကြမ်းကြုတ်တဲ့ပြည်တွင်းစစ်ကိုအဆုံးသတ်ဖို့ငြိမ်းချမ်းရေးသဘောတူညီချက်တွေကိုအကောင့်ထဲပေါ်ပေးမယ်ကုလသမဂ္ဂငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့ဝင်တွေစေလွှတ်ရေးဆုံးဖြတ်ချက်ကိုတရုတ်ကဗီတိုအာဏာသုံးပြီးပယ်ချခဲ့မှုပါတယ်အကြောင်းရင်းကတော့ရှင်းပါတယ်ဂွာတီမာလာကထိုင်ဝမ်ကိုအတိအမှတ်ပြုထားလို့ပါပဲအဲ့ဒီဗီတိုအာဏာကြောင့်ဂွာတီမာလာဟာအခြေအနေအလွန်ရိုင်နေနေတဲ့အချိန်မှာရသင့်ရထိုက်တဲ့လုံခြုံရေးအကူအညီတွေကိုဆုံးရှုံးခဲ့ရပါတယ်ပြီးခဲ့တဲ့နှစ်တွေမှာတရုတ်ဟာဂွာတီမာလာပေါ်ဖိအားပေးမှုကိုတိတိတတ်တာတိုးမြှင့်ခဲ့ပါတယ်။ဂွာတီမာလာသတင်းထောက်တွေကိုဈေးငိမ့်အစီအစဉ်တွေနဲ့တရုတ်နိုင်ငံကိုဖိတ်ကြားခဲ့ပါတယ်။အဲဒီနောက်ပိုင်းမှာတော့ဂွာတီမာလာပြည်တွင်းမီဒီယာတွေမှာတရုတ်ဘက်တော်သားအာဘော်တွေတော်တော်များများပါလာခဲ့ပါတယ်။2024မေလတုန်းကဂွာတီမာလာသမ္မတဘယ်နာဒိုအာရီပါလိုနဲ့ထိုင်ဝမ်သမ္မတလိုက်ချင်းတဲတို့ဗီဒီယိုကောနဲ့စကားပြောပြီး၄ရက်အကြာမှာတင်တရုတ်ကဂွာတီမာလာကထွက်တဲ့ကော်ဖီ၊တကြားနဲ့မာကာဒေးမီးယားအစိအစံတွေကိုသူတို့နိုင်ငံထဲတင်သွင်းခွင့်ပိတ်လိုက်ပါတယ်။ဒါဟာတန်တမာရေးရဖုံးစစ်စကားပြောတာကိုလက်တုံပြန်တဲ့အနေနဲ့စီးပွားရေးအရာဓာတ်ရိုက်အပြစ်ပေးလိုက်တာပါပဲ။တကယ်တော့ဂွာတီမာလာဟာတရုတ်ကိုတစ်နှစ်မှာဒေါ်လာ82သန်းမို့လောက်ပဲတင်ပို့နေရတာပါ။ဒါပေမဲ့အဲ့ဒီလောက်နေပါတဲ့ဈေးကွက်ဝင်ခွင့်လေးတောင်မှနိုင်ငံရေးလိုက်လျောမှုအပေါ်မှာပဲမူတည်နေတယ်ဆိုတာမြင်နေရပါတယ်။တစ်ဖက်မှာလည်းအမေရိကန်ဟာဂွာတီမာလာကထိုင်ဝမ်ကိုဆက်ပြီးအတိအမှတ်ပြုထားဖို့ကိုဦးစားပေးအဖြစ်သတ်မှတ်ထားပါတယ်။2025ခုနှစ်ဖေဖော်ဝါရီလမှာနိုင်ငံခြားရေးဝန်ကြီးမာကိုရူဘီရိုကသူယာရူးစလက်ခံပြီးပထမဆုံးပြည်ပခီးစဉ်ဖြစ်ဂွာတီမာလာစီးတီးကိုတွားရောက်ခဲ့ပါတယ်။သူကသမ္မတအာရေးဘာလိုကိုထိုင်ဝမ်နဲ့ဆက်ဆံရေးဆက်ထိန်းထားဖို့အတွက်လူကိုယ်တိုင်ကျေးဇူးတင်စကားပြောခဲ့ပါတယ်။ PR ရမ်းများတဲ့ဒီကဘာကြီးမှာဒါဟာမလွယ်ကူပါဘူး။ဒါပေမဲ့ခင်ဗျားတို့ကတော့ကြံ့ကြံ့ခံရက်တီပေးခဲ့ပါတယ်လို့ရူဘီရိုကပြောခဲ့ပါတယ်။ဒါအပြင်အမေရိကန်လွှတ်တော်အမတ်တွေကလည်းထိုင်ဝမ်ကိုဆက်လက်အသိမှတ်ပြုထားတဲ့နိုင်ငံတွေကိုကူညီဖို့အတွက်ထိုင်ဝမ်မဟာမိတ်များရန်ပုံငွေအဥပဒေကိုတင်သွင်းခဲ့ကြပါတယ်။အဲ့ဒီဥပဒေအရ2025ခုနှစ်ကနေ2028ခုနှစ်အထိတစ်နှစ်ကိုဒေါ်လာတန်း40ကူညီသွားမှာပါ2025ခုနှစ်မေလမှာဂွာတီမာလာတက္ကသိုလ်ကျောင်းသားတွေအင်ဂျင်နီယာတွေနဲ့ပညာရေးဝန်ထမ်း28ဦးကိုထိုင်ဝမ်ရဲ့စီမီကွန်ဒတာစစ်မှုလုပ်ငန်းမှာလာရောက်လေ့လာကြဖို့ထိုင်ဝမ်ကဖိတ်ခေါ်ခဲ့ပါတယ်။ထိုင်ဝမ်အနေနဲ့လည်းသူပိုင်ဆိုင်နေတဲ့လက်နက်တွေနဲ့ပြန်ပြီးခုခံနေပါတယ်။အဲ့ဒါတွေကတော့နည်းပညာအကူအညီတွေလေ့ကျင့်ရေးအစီအစဉ်တွေစိုက်ပျိုးရေးဆိုင်ရာမစ်ရှင်တွေလက်ရှိရှိနေပြီးသားလွတ်လပ်သောကုန်သွယ်မှုသဘောတူညီချက်တွေနဲ့အမေရိကန်ရဲ့နိုင်ငံရေးအရထောက်ခံအားပေးမှုတွေပဲဖြစ်ပါတယ်။ တ
တစ်ဖက်မှာလည်းတရုတ်ကသူတို့ရဲ့စားသုံးသူဈေးကွက်ကြီးနဲ့အခြေခံအဆောက်အအုံရင်းနှီးမြှုပ်နှံမှုတွေဆိုတဲ့မက်လုံးတွေနဲ့ဆွဲဆောင်နေတာပါဂွါတီမာလာရဲ့အဆုံးသတ်ကတော့အခုထိရလဒ်မထွက်သေးပါဘူးဂွါတီမာလာနိုင်ငံတွင်းမှာရှိတဲ့အထက်တန်းလွှာတချို့ကတော့အမေရိကန်ရဲ့အာဂတိလိုက်စားမှုတိုက်ဖျက်ရေးစီမံချက်တွေကြောင့်ဖိအားပေးခံရတဲ့အတွက်နောက်တစ်ချိန်မှာအမေရိကန်ကသူတို့ကိုအရေးယူလာရင်တရုတ်ကိုအားကိုးပြီးခုခံမှုစ조사နေပါတယ်သမ္မတအာရေးဘာလိုရဲ့အစိုးရကိုယ်တိုင်ကလည်းထိုင်ဝမ်ကိုအတိအမှတ်ပြုထားစေဖြစ်ပေမဲ့တရုတ်ပြည်မကြီးနဲ့ကုန်သွယ်ရေးကိုတိုးချဲ့ခြင်းတယ်လို့ပြောထားပါတယ်တရုတ်ကတော့ဒီလိုမသေးချာမရေရာဖြစ်နေတဲ့အခြေအနေကိုခွင့်ကောင်းယူပြီးတော့ခမရတို့သာဘက်ပြောင်းလိုက်ရင်ကုန်သွယ်ရေးအရာရောတန်တမာရေးပါနှမျိုးစလုံးရနိုင်တယ်ဆိုပြီးညှို့ဆွဲနေတာဖြစ်ပါတယ်အခုချိန်ထိတော့ဂွါတီမာလာဟာထိုင်ဝမ်ကိုဆက်ပြီးအတိအမှတ်ပြုထားစေပါဒီချိန်တွေကဘယ်လောက်ထိကြာရှည်ခံမလဲဆိုတာကတော့နှစ်ဖက်စလုံးကပေးမဲ့ကမ်းလှမ်းချက်တွေရဲ့အလေးတာမှုပြီးတော့ဂွါတီမာလာအစိုးရအနေနဲ့နှစ်ဖက်စလုံးကလာမဲ့ PR တွေကိုဘယ်လောက်ထိကြံ့ကြံ့ခံနိုင်မလဲဆိုတဲ့အဖြေပေါ်မှာမူတည်နေတော့မှာဖြစ်ပါတယ်အလယ်အမေရိကန်နဲ့ကာရစ်ဘီယန်ဒေသမှာရှိတဲ့တရုတ်ရဲ့တန်တမာရေးရာစီယုံလှုံ့ဆော်မှုတွေရဲ့အကျိုးဆက်တွေအကြောင်းသုတေသနအချက်အလက်တွေရကောက်ချက်၃ခုကိုဒီမှာတွေ့ရပါတယ်ပထမချက်ကတော့တရုတ်ဟာအလယ်အမေရိကန်နဲ့ကာရစ်ဘီယန်ဒေသမှာတန်တမာရေးရာအတိအမှတ်ပြုမှုတိုက်ပွဲကိုအကြီးအကျယ်အနိုင်ရခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီအောင်မြင်မှုဟာဗက်ပြောင်းသွားတဲ့နိုင်ငံတွေကိုသူတို့ဂတိပေးထားတဲ့ရလဒ်မျိုးတွေတော့ဖြစ်မလာခဲ့ပါဘူးဥပမာပြောရရင်ဒိုမီနီကန်သမ္မတနိုင်ငံဟာဗက်ပြောင်းမှုအတွက်ဒေါ်လာ3ဘီလီယံကမ်းလှမ်းခံခဲ့ရပါတယ်ဒါပေမဲ့ဗက်ပြောင်းပြီး2နှစ်ကြာမှသူတို့မျှော်လင့်ထားတဲ့တရုတ်ရင်းနှီးမြှုပ်နှံမှုတွေဟာတကယ်တမ်းရောက်မလာခဲ့ပါဘူးဒိုမီနီကန်နိုင်ငံမှာရှိတဲ့စက်ရုံတွေမှာအလူမီနီယံထုတ်လုပ်မဲ့အစားတရုတ်ရင်းနှီးမြှုပ်နှံသူတွေကတရုတ်ကနေပဲအလူမီနီယံတွေတင်သွင်းလာပြီးဒေသတွင်းလို့ပစ္စည်းဆိုပြီးအမည်တက်ပြီးတော့ရောင်းချခဲ့ကြပါတယ်ဆာဗာဒေါဆိုရင်လည်းအထူးစီးပွားရေးဇုံနဲ့စိတ်ကမ်းပြုပြင်ရေးတွေဂတိပေးခံခဲ့ရပေမဲ့အဲ့ဒီစီမံကိန်းတွေဟာအခုထိအကောင့်ထဲပေါ်ဖို့တော်တော်လေးနှေးကွေးနေစေပါဟွန်ဒူရက်ဆိုရင်လည်းသူ့ရဲ့ပစုံဈေးကွက်ကြီးဆုံးရှုံးသွားပေမဲ့အစားထိုးနိုင်မဲ့ဈေးကွက်တလည်းမရခဲ့ပါဘူးအတလန်တစ်ကောင်စီရဲ့2025ခုနှစ်ဒီဇင်ဘာလအစီရင်ခံစာမှာတော့တရုတ်ဟာလူမြင်ကောင်းတဲ့ဂတိကဝတ်တွေကိုတန်တမာရေးနဲ့စီးပွားရေးအရာအကြက်ကင်မှုတွေနဲ့တွဲပြီးလှုပ်ဆောင်လေးရှိတယ်လို့ဆိုထားပါတယ်ပြီးတော့သူတို့လိုချင်တဲ့ဗက်ပြောင်းရေးဆိုတဲ့ပန်းနိုင်ကိုရောက်သွားပြီဆိုရင်တော့ပေးထားတဲ့ဂတိတွေကိုအပြည့်အဝအကောင့်ထဲပေါ်လို့မရှိတာကိုတွေ့နေရတယ်လို့ဖော်ပြပါတယ်ဒါကမဟာဗျူဟာအရလည်းအရေးပါတဲ့ကိစ္စပါတရုတ်ဘက်ကိုဗက်ပြောင်းသွားတဲ့နိုင်ငံတွေဟာတရုတ်ရဲ့ရေရှည်ခိုင်မာတဲ့မဟာမိတ်တွေဖြစ်မလာပဲတဖြည်းဖြည်းနဲ့စိတ်ပြစ်လာတဲ့သူတွေဖြစ်လာနေပါတယ်ဒါကြောင့်လေဟွန်ဒူရက်အစိုးရတပ်ကတရုတ်နဲ့ချုပ်ဆိုထားတဲ့စာချုပ်တွေကိုပြန်စစ်နေတာဖြစ်တယ်လို့ပနာမနိုင်ငံတော်မှာတန်တမာရေးရတရားဝင်ဘက်မပြောင်းရင်တော့ထိုင်ဝမ်နဲ့ပြန်ပြီးနီးနီးကပ်ကပ်ဆက်ဆံလာနိုင်ခြေရှိနေပါတယ်ဒုတိယချက်ကတော့အမေရိကန်ဟာတရုတ်ကိုတားဆီးတဲ့နေရာမှာမူဝါဒတွေမတည်ငြိမ်ပဲဖြစ်နေတာပါအမေရိကန်အသုံးချတဲ့လက်နက်တွေဖြစ်တဲ့ကုန်သွယ်ရေးအခွင့်အရေးတွေအကူအညီပေးရေးအစီအစဉ်တွေနဲ့တန်တမာရေး PR တွေဟာတရုတ်ရဲ့စီးပွားရေးမဟာဗျူဟာလောက်ကြည်ကြဲပြန့်ပြန့်မရှိသလိုအစဉ်တစိုက်လည်းမရှိခဲ့ပါဘူးတရုတ်နိုင်ငံရေးသိပ္ပံ Journal of Chinese Political Science မှာဖော်ပြထားတာကတော့2019ခုနှစ်တုန်းက Trump အစိုးရဟာအလယ်အမေရိကန်နိုင်ငံတွေကိုပေးနေတဲ့အကူအညီတွေကိုဖျက်တောက်မယ်လို့ချိန်ချောက်ခဲ့တယ်။အဲ့လိုလုပ်လိုက်တာကထိုင်ဝမ်ဘက်မှာဆက်ရှိနေစေခြင်းနဲ့အစိုးရတွေပေါ်အမေရိကန်ရဲ့ဩဇာလွှမ်းမိုးမှုကိုမရည်ရွယ်ဘဲနဲ့ရှော့ချလိုက်တယ်လို့ဖြစ်သွားခဲ့တယ်။အဲ့ဒီအစိုးရတွေစီကိုရောက်သွားတဲ့ message ကတော့ရှုပ်ထွေးနေပါတယ်။ထိုင်ဝမ်ဘက်မှာဆက်နေပါဒါပေမဲ့အမေရိကန်စီကနေအမြဲတမ်းအထောက်ပံ့ရမယ်လို့တော့မမျှော်လင့်နဲ့ဆိုတာမျိုးဖြစ်သွားခဲ့လို့ပါပဲ။ထိုင်ဝမ်မဟာမိတ်များရန်ပုံငွေအဥပဒေသာတကယ်အတည်ပြုပြီးအကောင့်ထဲပေါ်ဖြစ်ခဲ့ရင်ဒါဟာထိုင်ဝမ်ကိုအတိအမှတ်ပြုထားတဲ့နိုင်ငံတွေဆက်လက်ရပ်တည်နိုင်ဖို့အမေရိကန်ဘက်ကနေအပီပြင်းဆုံးထောက်ပံ့တဲ့ဘဏ္ဍာရေးဆိုင်ရာကတိကဝတ်တစ်ခုဖြစ်လာနိုင်ပါတယ်။ဒီနှစ်ကိုဒေါ်လာတန်း40ဆိုတာတရုတ်အကုန်ကြခံနေတာနဲ့ရှင်ရင်အစွန်းထွက်လောက်ပဲရှိပါတယ်။ဒါပေမဲ့ဒါဟာလုံလောက်မှုရှိမရှိဆိုတာကတော့ငွေပမာဏအပေါ်မှာနေမဟုတ်ဘဲနဲ့အရင်ကအားနည်းခဲ့တဲ့မဟာဗျူဟာမြောက်ဒီဇိုင်းမမတ်ဆောင်ရွက်နိုင်မှုအပေါ်မှာပိုပြီးမူတည်နေပါသေးတယ်။တတိယမြောက်ကောက်ချက်ကတော့အတိအမှတ်ပြုရေးလှုပ်ရှားမှုဆိုတာအလံတွေလဲဖို့တသက်မဟုတ်ပါဘူးတဲ့။ Lowy Institute ကတော့နိုင်ငံကလေးတစ်နိုင်ငံဘက်ပြောင်းသွားတိုင်းတရုတ်နိုင်ငံတည်ဆောက်နေတဲ့ကမ္ဘာလုံးဆိုင်ရာဥပဒေရေးရာအဆောက်အအုံကြီးရဲ့အုတ်တစ်ချက်ဖြစ်သွားတယ်လို့ဆိုပါတယ်။အဲ့ဒီအဆောက်အအုံကြီးပြည့်စုံသွားတဲ့နေ့မှာထိုင်ဝမ်ပေါ်စစ်ရေးအရတရုတ်အနေနဲ့အရေးယူဖို့ကပိုလွယ်သွားမှာဖြစ်ပြီးတော့နိုင်ငံတကာအတိုင်းဝိုင်းကကန့်ကွက်ဖို့ကလည်းပိုပြီးခက်ခဲသွားမှာဖြစ်ပါတယ်။အလယ်အမေရိကနဲ့ကာရစ်ဘီယံမှာဖြစ်ပျက်နေတာတွေဟာအဲ့ဒီမဟာဗျူဟာကြီးတစ်ခုလုံးရဲ့အစိတ်အပိုင်းလေးတစ်ခုပဲရှိပါသေးတယ်။အတ္တလန်တစ်ကောင်စီကတော့ထိုင်ဝမ်ရဲ့တန်တမာဆက်ဆံရေးကိုစပီထိမ့်သိမ်းပေးတာဟာတန်ရောစင်အရာလုပ်နေတာမဟုတ်ပါဘူး
ဒါဟာစစ်မဖြစ်အောင်ဟန်တားနိုင်မှုအတွက်မဟာဗျူဟာမြောက်လှုံ့ဆော်ချက်တစ်ခုသာဖြစ်တယ်လို့ဆိုထားပါတယ်။ထိုင်ဝမ်ရဲ့အတိမတ်ပြုခံရရေးကြိုးပမ်းမှုဟာတာမန်တန်တမန်ရေးရာစိတ်ဝင်စားစရာကိစ္စလေးတစ်ခုမဟုတ်ဘူးဆိုတာမြင်ရမှာပါ။ဒါဟာအစိုးဆုံးချိန်တွေမှာစစ်ပွဲတစ်ခုအထိဖြစ်သွားနိုင်တဲ့ပဋိပက္ခရဲ့ရှေ့တန်းစစ်မျက်နှာတစ်ခုဖြစ်ပါတယ်။အမေရိကန်နဲ့ကာရစ်ဘီယံနိုင်ငံတွေဟာအဲ့ဒီပဋိပက္ခတွေမှာကိုယ်တိုင်မသိလိုက်ပဲမဲပေးဖို့တောင်းဆိုခံနေရတာဖြစ်ပါတယ်။ဗပြောင်းသွားတဲ့နိုင်ငံအလုံးရဲ့ပုံစံကိုကြည့်ရင်တရုတ်ကအဲ့ဒီဒေသတွေမှာဘလို့နီးလန်းနဲ့ရှင်ပြိုင်နေတယ်လဲဆိုတာအရေးကြီးတဲ့အချက်တစ်ချက်ကိုတွေ့ရမှာပါ။သူတို့ကဝါဒရေးရာပေါ်မှာအချင်းမခံပါဘူး။ဟွန်ဒူရက်စ်ဒါမှမဟုတ်နီကာရာဂွာကိုတရုတ်ရဲ့နိုင်ငံရေးတန်ဖိုးတွေကိုကျင့်သုံးပါလို့လည်းအကြက်မကင်ပါဘူး။သူတို့ကအပေးအယူလုပ်ဖို့ပဲကမ်းလှမ်းတာဖြစ်ပါတယ်။အဲ့ဒါကတော့ငါတို့ကိုနိုင်ငံအဖြစ်အတိမတ်ပြုဒါဆိုရင်ယင်းနှိမ့်ညွန့်နှံမှုတွေဈေးကွက်အခွင့်အလမ်းတွေနဲ့မင်းတို့ပြည်သူတွေကိုဘယ်လိုပဲအုပ်ချုပ်ဘယ်တော့မှဝေဖန်မှာမဟုတ်တဲ့တန်တမန်မဟာမိတ်တူကိုရစေရမယ်ဆိုတာပါပဲအမေရိကန်ရဲ့ဖိအားပေးမှုကိုခံနေရတဲ့အော်တီဂါရဲ့နီကာရာဂွာနဲ့ကက်စထရိုရဲ့ဟွန်ဒူရက်စ်တို့လိုအစိုးရတွေအတွက်တော့ဒီအပေးအယူဟာတကယ့်ကိုမက်လောက်စရာဖြစ်နေပါတယ်ဒါအပြင်ထိုင်ဝမ်ဘက်မှာဆက်ပြီးရည်တည်နေတဲ့နိုင်ငံတွေရဲ့အခြေအနေကိုကြည့်ရင်လည်းအမေရိကန်အတွက်ဒီပြိုင်ပွဲဟာဘလောက်ထိခက်ခဲတယ်လဲဆိုတာအဖြေပေးနေပါတယ်ဂွါတီမာလာဟာထိုင်ဝမ်ကိုအသိမှတ်ပြုထားတာခုဆိုရင်နှစ်ပေါင်း90တောင်ရှိခဲ့ပါပြီ။သူတို့ကတရုတ်ရဲ့စီးပွားရေးအရအကြက်ကင်မှုတွေပြည်တွင်းနိုင်ငံရေးဖိအားတွေပြင်တရုတ်ရဲ့ကုန်သွယ်ရေးဩဇာလွှမ်းမိုးမှုတွေဖြစ်တဲ့ကားစက်ရုံတွေကုန်သွယ်ရေးမစ်ရှင်တွေနဲ့သတင်းတော်တွေရဲ့ခီးစဉ်တွေစသဖြင့်တန်တမာရေးအရဘက်မပြောင်းရင်တော့မှသူတို့အပေါ်တက်ရောက်မှုရှိစေမဲ့တရုတ်ရဲ့စနစ်တကျချင်းကပ်မှုတွေကိုအဆက်မပြတ်ရင်ဆိုင်နေရတာပါ။အမေရိကန်ဘက်ကတော့ဒါကိုနိုင်ငံခြားရေးဝန်ကြီးကိုယ်တိုင်လာရောက်တွေ့ဆုံတာတွေလေ့ကျင့်ရေးအစီအစဉ်တွေနဲ့ရန်ပုံငွေအဥပဒေတွေနဲ့တုံ့ပြန်နေပါတယ်။ဒါတွေကတကယ်ပဲလုံလောက်မှုရှိမရှိဆိုတာကတော့အမေရိကန်ရဲ့ထောက်ခံအားပေးမှုဟာတရုတ်ရဲ့စိတ်ရှိတီးခံမှုလောက်ခိုင်မာမှုရှိမရှိဆိုတဲ့အပေါ်မှာမူတည်နေပါတယ်။အပိုင်း9နေကုန်းမှာတော့ဒီအားပြိုင်မှုရဲ့အနာဂတ်ဘယ်လိုပုံစံဖြစ်လာမလဲဆိုတာကိုမေးခွန်းထုတ်သွားမှာပါ။အမေရိကန်မှာအရင်နဲ့မတူတဲ့နီလန်းတွေနဲ့ရှင်ပြိုင်နိုင်စွမ်းရောစိတ်ဆန္ဒရောရှိရလားဒီနေရာမှာလက်တင်အမေရိကနိုင်ငံတွေရဲ့တိုးပွားလာတဲ့ကိုယုံကြည်မှုကိုလည်းလက်လျူရှုထားလို့မရပါဘူးဆိုလိုတာကနှစ်ဖက်စလုံးနဲ့ပေါင်းပြီးအကျိုးအမြတ်အများဆုံးရအောင်ထုတ်ယူနေတဲ့နီးဗျူဟာကရေရှည်မှာရောအောင်မြင်ပါမလားပြီးတော့ခုသွားနေတဲ့လမ်းကြောင်းအတိုင်းသာဆက်သွားမယ်ဆိုရင်နောက်10နှစ်ကြာမှဘယ်လိုဆက်ဖြစ်လာနိုင်တယ်လဲဒီကုန်းပိုင်းမှာဆက်လက်စောင့်မျှော်ကြည့်ရှုကြပါခင်ဗျာ